ဒီနေ့မှာတော့ကျွန်တော်တို့ Central Nervous System ရဲ့အပိုင်း3ပေါ့နော်အပိုင်း3မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခေါင်းစဉ်ရှိတယ်ပေါ့နော် Sedating and Hypnotic ဆိုပြီးတော့အင်္ဂိုက်စေတဲ့ဆေးဝါးပေါ့နော်ဒါအပိုင်း Central Nervous System အုပ်စုတွေကအပိုင်း3ကိုဒီနေ့ဆက်ပြီးတော့ရှင်းပြပေးပါမယ်နံပါတ်1မှာဆိုရင်ကျွန်တော်တို့က Benzodiazepine ပေါ့နော် Benzodiazepine အုပ်စုကဘာတွေသုံးလဲဆိုရင်anxiety ပေါ့နော်စိတ်ပူပန်ခြင်း insomnia အိပ်မပျော်တာတို့ပြီး muscle spasm ဆိုတာဒီကြွက်သားတွေဟိုကျစ်သွားတာကျုံသွားတာကိုပြောတာပေါ့နော် muscle spasm ကြွက်တက်တာတို့ဘာလို့ဆိုရင်ဒီ muscle spasm လို့သုံးတယ်ပေါ့နော် muscle ကြွက်တက်တာတို့ပြီးစီချာပေါ့စီချာဆိုတော့လည်းဒီတက်တာပေါ့နော်တက်တာတို့အဲ့လိုနေရာတွေမှာBenzodiazepine ကိုသုံးတယ်ပေါ့နော်Benzodiazepine အသုံးပြုမှုပေါ့နော်ဘာတွေပါမလဲဆိုရင်ဒီမှာလွယ်လွယ်ကူမှတ်လို့ရအောင်ဇီပန်နဲ့ဆိုလာဆိုပြီးတော့အုပ်စုအဲ့လိုနောက်ဆုံးဆုံးတဲ့ဟာလေးကိုမှတ်ထားလိုက်ပါတော့Diazepam, Lorazepam, Alprazolam, Midazolam, Clonazepam အဲ့လို Zepam, Zolam နဲ့ဆုံးတဲ့စလုံးလေးတွေလို့မှတ်ထားလိုက်ပါတော့Benzodiazepine အုပ်စုအပေါ်ကတော့သူ့အသုံးလေးပေါ့နော်စိတ်ပူပန်တာတို့အိပ်မပျော်တာတို့ကြွက်တက်တာတို့ဒီအတက်ယောဂတွေအဲ့ဒါတွေမှာသုံးလို့ရတယ်ပေါ့နော် Sedating and Hypnotic အာနိသင်ရှိရပါတော့ဒီကအိမ်ငိုက်စေရပါတော့အိမ်ငိုက်စေတဲ့အာနိသင်ရှိတယ်နောက်တစ်ခုက Barbiturates ပေါ့နော် Barbiturates ကလည်း insomnia အိမ်မပျော်တာတို့ epilepsy အတက်ယောဂတို့မှာသုံးတယ်ပေါ့နော် epilepsy ဟိုအရက်ထဲမှာဆိုဝယ်ယူပြန်တယ်အဲ့လိုမျိုးခေါ်ကြရပါတော့ epilepsy အဲ့လိုအတက်ယောဂတွေမှာသုံးတယ် pre-anesthetic နော် pre-anesthetic ဆိုတာကဒီမခွဲစိတ်ခင်ပေါ့မခွဲစိတ်ခင်အနေနဲ့လဲသုံးတယ်ပေါ့နော်မခွဲစိတ်ခင်ဟိုမေဆေးတို့ဘာလို့အနေနဲ့သုံးတာပေါ့နော် pre-anesthetic sedation အနေနဲ့သုံးတယ် barbiturate အုပ်စုကဆေးတွေကဘာတွေပါမလဲဆိုရင် phenobarbital, thiopental, secobarbital เนาะဒီ၃မျိုးပေါ့မှတ်ထားလိုက်ပေါ့နော် phenobarbital, thiopental, secobarbital เนาะဒါက barbiturate အုပ်စုပေါ့အဲ့ဒါက non benzodiazepine hypnotic ပေါ့နော် Z-drugs လို့လည်းခေါ်တာနော် Z-drugs အသုံးပြု insomnia အတွက်အိပ်မပျော်တာတွေအတွက်သုံးလို့ရတယ်ပေါ့နော် non benzodiazepine hypnotic ပေါ့ဘာလဲဆိုရင် Zolpidem, Zolpiclone, Azopiclone, Celeplon ဒီလေးမျိုးမှတ်ထားလို့ရတယ်ပေါ့နော် Zolpidem, Zolpiclone, Azopiclone, Celeplon နော်အဲ့လိုမှတ်ထားလိုက်ပေါ့နော် Celeplon အဲ့နောက်တစ်ခုကတော့ antihistamine ပေါ့နော် antihistamine အုပ်စုမှာဆို sedative type ပေါ့နော်သူကအိတ်စေတဲ့အာနိသင်ပေါ့နော် mind insomnia ပျော့တယ်ပေါ့နော် insomnia အဲ့မပြင်းလို့ပြောနေတာပေါ့နော် mind insomnia အဲ့မပြောတဲ့နေရာတွေမှာအခါတွေမှာသုံးတယ်ပေါ့နော် allergy plus sleep ပေါ့နော် allergy ဆိုတာဒီဓာတ်မတည့်တာဘာလို့အဲ့ဒီမှာသုံးတယ်အသုံးပြုပေါ့နော်သူကိုအိမ်မပြောတာဒီဒါကြီးအိမ်မပြောတဲ့အခြေအနေမျိုးပေါ့နော် mind insomnia လောက်မှာဆိုရင်သုံးတဲ့ဟာပေါ့နော် allergy တို့ sleep တို့တချို့ချောင်းစုပြောက်ဆေးတွေမှာဆိုရင်တော့ပါတယ်ပေါ့ diphenhydramine တို့ပါတယ် promethazine hydroxyzine အသုံးမျိုးပေါ့နော် diphenhydramine promethazine hydroxyzine ဆိုပြီးတော့၃မျိုးမှတ်ထားလို့ရတယ်ပေါ့နော်ဒါက antihistamine အုပ်စုပါနော်နေ့ချုပ်ပြန်ပြောမှဆိုရင် benzodiazepine အုပ်စုမှာဆိုရင် diazepam ပေါ့နော်အသုံးများတဲ့ဟာလေးပြန်ပြီးနေ့ချုပ်တာပေါ့နော် diazepam barbiturate အုပ်စုမှာဆိုရင် phenobarbital Z-drugs မှာဆိုရင် Zolpidem melatonin ဆိုရင် melatonin ပေါ့နော်ဒီ antihistamine အုပ်စုမှာဆိုရင် diphenhydramine အဲ့လိုမျိုးအနှစ်ချုပ်လေးလွယ်လွယ်ကူရသိလို့ရအောင်ဒါ Central Nervous System ရဲ့ဒီ sedative နဲ့ AC နဲ့ပတ်သက်တဲ့အုပ်စုလေးကိုဒါရှင်းပြထားခြင်းဖြစ်ပါတယ်နောက်နေ့မှာတော့အပိုင်း၄ကိုဆက်သွားပါမယ်เนาะ